အဖွားရှမ်းဘောဟာအသက်ရှင်တန်နိုင်ဖို့အတွက်ကြောက်ခဲနဲ့သူ့ရဲ့ရှေ့သွားတွေကိုရိုက်ချိုးပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာချွေးမဖြစ်သူရဲ့ရှေ့မှာပါဆက်ကိုဖျက်ပြပြီးသွားတွေစကြိုးနေပြီမို့လို့အများကြီးစားစရာမလိုတော့ကြောင်းတနေ့ကိုထမင်းတစ်လုပ်စာပဲကျွေးရင်ရပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။တကယ်တော့ဒီရွာမှာရက်ဆက်လုံးနဲ့ဒလေးတစ်ခုရှိနေရပါ။အဲ့ဒါကတော့လူကြီးတွေဟာအသက်60ပြည့်တဲ့အထိမတည်သေးဘူးဆိုရင်အိမ်ရဲ့အသုံးစရိတ်ကိုရှော့ချဖို့အတွက်တားဖြစ်သူကမိဘကိုတောင်ပေါ်ထမ်းတင်ပြီးစွန့်ပြရတာပဲဖြစ်ပါတယ်။ဒီလိုလုပ်ရတာဟာအိမ်အတွက်စားနပ်ရိက္ခာတနက်စာတက်တာစေဖို့တက်အတွက်ပဲဖြစ်ပါတယ်။အခုဆိုရင်အဖွားကအသက်59နှစ်ရှိနေပြီမို့လို့တောင်ပေါ်ကိုအစွန့်ပစ်ခံရဖို့တစ်နှစ်ပဲလိုပါတော့တယ်။ဒါပေမဲ့သူ့ရဲ့ချွေးမကတော့သူ့ကိုအတော်လေးနှိမ်နေပါပြီ။အိမ်မှာသူဟာတခုခုလုပ်ပေးနိုင်သေးရဲ့ဆိုတာကိုတက်တည်ပြဖို့အတွက်ဘဲနို့ကျိတ်ပေးဖို့ကြိုးစားခဲ့ပေမဲ့ချွေးမဖြစ်သူကလူယူသွားခဲ့ပါတယ်။ဒါဟာတားလိမ်မာလို့လုပ်ပေးတာမဟုတ်ပဲဒီအိမ်မှာသူ့ကိုမလိုတော့ဘူးဆိုတာကိုအရေးရောင်ပြလိုက်တာပါပဲ။တကယ်တော့အဖွားဟာသူ့ကိုတောင်ပေါ်ပို့တော့မယ်ဆိုတာကိုရင်ထဲကသိနေပါတယ်။အိမ်မှာစားနပ်ရိက္ခာကတိတ်မရှိတာကြောင့်လူတစ်ယောက်ရော့သွားရင်မိသားစုအတွက်အများကြီးတက်တာသွားမှာပါ။တားဖြစ်သူကိုသူ့မိမနဲ့အမေကြားမှာပြားမများစေချင်တာကြောင့်အဖွားဟာတောင်ပေါ်တက်ဖို့တားကိုကိုယ်တိုင်ပဲဆက်ပြောခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့တားဖြစ်သူချန်ပီယံဟာဝမ်းနေလုံးလို့တိတ်တိတ်လေးမျက်ရည်ကျခဲ့ရပါတယ်။သူ့အမေကိုဒီလိုနေနဲ့တောင်ပေါ်မပို့ချင်ပေမဲ့လည်းဒါဟာရွာရဲ့စီကံဖြစ်နေတာကြောင့်သူလည်းဘာမှမတက်နိုင်ခဲ့ပါဘူး။မသွားခင်မှာအဖွားဟာချွေးမဖြစ်သူကိုကိုရဲကစမ်းချောင်းလေးစီခေါ်သွားခဲ့ပါတယ်။ဒီနေရာဟာအရန်ကိုလူသူမသိရဲ့တိတ်ဆိတ်ယုံတင်မကပဲငါးပုစုံနဲ့ကနန်းတွေလည်းအများကြီးထွက်တဲ့နေရာဖြစ်ပါတယ်။အကောင်တွေကတိတ်မကြီးရင်မဲ့ဒီမိသားစုလေးစောင်းရဒီမှာအစမပြေပြေဖြတ်တန်းနိုင်ဖို့တော့လုံလောက်ပါတယ်။ဒါဟာအဖွားကချွေးမအတွက်ချန်ထားပေးခဲ့တဲ့တခုတည်းသောလက်ဆောင်ပဲဖြစ်ပြီးဒီနေရာအကြောင်းကိုဘသူ့ကိုမှမပြောဖို့လဲမှာခဲ့ပါတယ်။ညရောက်တဲ့အခါမှာတော့အဖွားဟာသူ့ရဲ့အပေါ်အင်ဂျီကိုချွတ်လိုက်ပါတယ်။အခုအချိန်မှာသူ့အတွက်တော့ဒါတွေဟာအပြင်ပန်းသုံးဆောင်တွေပဲဖြစ်နေပြီမို့တားဖြစ်သူဝတ်ဖို့အတွက်ချန်ထားပေးခဲ့ချင်တာပါ။အဲ့ဒီလိုနဲ့နောက်တနေ့မိုးမလင်းခင်မှာပဲချန်ပီယံဟာသူ့မိကိုကြောအော်ထမ်းပြီးထွက်လာခဲ့ပါတယ်။အဖွားရှမ်းဘောဟာတသက်လုံးနေထိုင်ခဲ့တဲ့ရွာလေးကိုနောက်ဆုံးအချိန်ဖြစ်လှည့်ကြည့်ခဲ့ပါတယ်။ချန်ပီယံကတော့သူ့မိကိုအိမ်မှာပဲကြံစေခြင်းပေမဲ့အဖွားကတော့တားရဲ့ပခုံးကိုပုတ်ပြီးတောင်ပေါ်ကိုအမြန်တက်ဖို့အချက်ပြခဲ့ပါတယ်။သူတို့ဟာကွေးကောက်နေတဲ့မြစ်တွေကိုဖျက်ကျော်ပြီးစူးပင်တွေပေါ်တဲ့တောင်လန်းတိုင်းသွားခဲ့ကြပေမဲ့တယောက်နဲ့တယောက်စကားတခုမှမပြောခဲ့ကြပါဘူး။ဒါဟာတန်ရောစင်တွေကိုဖျက်တောက်နိုင်ဖို့အတွက်သတ်မှတ်ထားတဲ့စီကံတစ်ခုဖြစ်လို့ပါပဲ။ဒါပေမဲ့စကားမပြောပေမဲ့လည်းအမေတယောက်ရဲ့မေတ္တာကတော့အထင်ရှားရှိနေသေးပါပဲ။ချန်ပီယံဟာတောင်တစ်ခုကိုကြော်ဖြတ်တဲ့အခါဆွေးမိနေတဲ့တစ်သားဓာတ်တစ်ခုကိုတွေ့ခဲ့ပါတယ်။အမေဖြစ်သူကတားကိုအန္တရာယ်မများစေချင်တာကြောင့်တခြားလမ်းကနေသွားဖို့အချက်ပြခဲ့ပါတယ်။တားဖြစ်သူဟာခက်ခက်ခဲခဲသွားနေရတာကြောင့်ခြေထောက်တွေတောင်ကွဲပြဲကုန်ပါတယ်။အဖွားရှမ်းဘောဟာအဝတ်တစ်ခုကိုဆွဲဖြတ်ပြီးတားရဲ့ခြေထောက်ကိုတေချာလေးပတ်ပေးခဲ့ပါတယ်။တားမီးနှစ်ယောက်ဟာတလျှောက်လုံးစကားတခုမှမပြောခဲ့ကြပါဘူး။တားဖြစ်သူကအမေတောက်ဖို့အတွက်ရေသွားရှာဖို့ထလိုက်ပေမဲ့ပြန်လာတဲ့အခါမှာတော့အဖွားကိုမတွေ့တော့ပါဘူး။သူ့စိတ်ထဲမှာအမေကစိတ်ပြောင်းပြီးအိမ်ပြန်သွားပြီလားဆိုပြီးတိတ်တိတ်လေးဝမ်းသာသွားခဲ့ပါသေးတယ်။ဒါပေမဲ့ပြန်လက်ကြည့်လိုက်တဲ့အခါမှာတော့အမေဟာအရင်တိုင်းပဲအဲ့ဒီမှာထိုင်နေတော့မှာပဲ။ဒါတွေအားလုံးကချန်ပီယံရဲ့စိတ်ကူးယဉ်မှုတွေပဲဖြစ်ပြီးသူဟာအမေကိုပြန်နှမ်းပြီးတောင်ပေါ်ကိုဆက်တက်ခဲ့ရပါတယ်။လမ်းတစ်လျှောက်မှာတော့လူရိုးစုတွေကိုအများကြီးမြင်နေရပါတယ်။ဒါတွေဟာတောင်ထိပ်ထိမတက်နိုင်တော့ပဲမိဘတွေကိုလမ်းတစ်ဝက်မှာတင်စွန့်ပစ်ခဲ့တဲ့သူတွေရဲ့မိဘရိုးစုတွေပါပဲ။ဒါပေမဲ့ချန်ပီယံကတော့တောင်ထိပ်မှာသူ့မိကိုတောင်နှံမင်းကလာကြိုလိုက်မယ်လို့အခိုင်အမာယုံကြည်ထားပါတယ်။ဒါပေမဲ့တာမီနှစ်ယောက်တောင်ထိပ်ကိုရောက်သွားတဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်သွားခဲ့ရပါတယ်။နေရာအနှံ့မှာလက်လက်ဆက်ဆက်တေဆုံးထားတဲ့အလောင်းတွေပဲရှိနေရပါ။ကြီးကန်းအုပ်ကြီးကလည်းသူတို့ကိုအစာဖြစ်စောင့်ကြိုနေတယ်လို့မျိုးရဲရဲတင်းတင်းကြည့်နေကြပါတယ်။အမေဖြစ်သူကထောက်တနေရာကိုရွေးလိုက်ပြီးသူ့ကိုအဲ့ဒီမှာပဲထားခဲ့ဖို့တားကိုအချက်ပြပါတယ်။ဒါပေမဲ့ချန်ပီယံကတော့လုံးဝကိုမခွဲနိုင်မခွာနိုင်ဖြစ်နေရပါတယ်။သူ့အမေကိုစားစရာတွေပေးခဲ့ခြင်းတည်းရဲ့မဲ့အဖွားရှမ်းဘောကတော့လုံးဝကိုညှဉ်းဆန်ခဲ့ပါတယ်။အမေဖြစ်သူဟာတားကိုတန်ရောစင်ကြီးစွာနဲ့ကြည့်ပြီးနှစ်ယောက်သားတိတ်တိတ်လေးငိုကြွေးခဲ့ကြပါတယ်။ချန်ပီယံဟာစောင့်ကြိုနေမဲ့တောင်နှံမင်းကိုမတွေ့ခဲ့ရပါဘူး။ဒါပေမဲ့အဖွားရှမ်းဘောကတော့ဒီရလက်ကိုကြိုတင်သိထားပြီးသားဖြစ်ပုံရပါတယ်။သူဟာတားဖြစ်သူတတိဝင်လာပြီးအမြန်ပြန်နိုင်ဖို့အတွက်တားရဲ့ပါးကိုခက်ပြင်းပြင်းတစ်ချက်ရိုက်လိုက်ပါတယ်။အဖွားရှမ်းဘောဟာအယိုးစုတွေကြားထဲမှာကြံရစ်ခဲ့ပြီးထွက်ခွာသွားတဲ့တားရဲ့ကြောပြင်ကိုကြည့်ပြီးမျက်ရည်တစ်ဆက်ကျခဲ့ပါတယ်။ဒါဟာအရှင်လက်လက်ခွဲခွာခြင်းဖြစ်ပြီးတေးလို့ခွဲခွာရတာမျိုးမဟုတ်ပါဘူး။ပြန်တဲ့လမ်းမှာချန်ပီယံဟာအိမ်နီးချင်းသားမိကိုတွေ့ခဲ့ပါတယ်။အဖေဖြစ်သူကိုတားကရှော့ကျိုးနဲ့ချီထားတာပါ။အဖေကဘလောက်ပဲတောင်းပန်နေရစေတားဖြစ်သူကတော့လုံးဝလွတ်မပေးခဲ့ပါဘူး။တကယ်တော့ဒီတောင်ပေါ်ကအယိုးစုတွေဟာနည်းနည်းလေးပဲရှိပါသေးတယ်။နှစ်ပေါင်းထောင်ချီတဲ့တမိုင်းတစ်လျှောက်မှာသားသမီးတွေကမိဘတွေကိုဒီလိုပဲခြောက်ထဲတွန်းချခဲ့ကြတာပါပဲ။ရုတ်တရက်ဆိုသလိုပဲကောင်းကင်ကနေနင်းတွေကျလာပါတော့တယ်။ဒါဟာတောင်နှံမင်းကသူ့ရဲ့သားမြေးတွေကိုစောင့်မကြည့်ရှုမယ်ဆိုတဲ့မင်္ဂလာရှိတဲ့နိမိတ်တစ်ခုပါပဲ။တားဖြစ်သူဟာတောင်ပေါ်ကိုအပြေးလွှားပြန်တက်သွားပြီးသူ့မေအေးအေးဆေးဆေးထိုင်နေတာကိုမြင်တော့စီကန်းတွေကိုဂယုမဆိုင်နိုင်တော့ပဲအော်ပြောလိုက်ပါတယ်။အမေနင်းတွေကြက်နေပြီဗျအမေတော့ကန်ကောင်းတော့မှာပဲတဲ့အမေဖြစ်သူကခေါင်းညစ်ပြပြီးပြန်တော့ဆိုတဲ့သဘောနဲ့လက်ပြလိုက်ပါတယ်။စကားရဲ့နောက်ဆုံးမှာတော့တားဖြစ်သူဟာတောင်ပေါ်ကနေတယောက်တည်းပြန်ဆင်းလာခဲ့ပါတယ်။သူသားအမေကိုပြေးဖက်ပြီးအိမ်ကိုခေါ်သွားနိုင်ရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ။မိဘဆိုတာဟာလူလောကတွေကဖျားစစ်စစ်တွေပါပဲဝေးလံတဲ့တောင်ပေါ်တွေအထိသွားပြီးကိုးကွယ်နေဖို့မလိုပါဘူး။လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာတုန်းကမိဘတွေကျွန်တော်တို့အပေါ်ထားခဲ့တဲ့မေတ္တာတရားတွေကိုပြန်စဉ်းစားပြီးဒီလိုကောင်းမွန်တဲ့ရိုးရာဓလေ့တွေကိုသားစဉ်မြေးဆက်လက်ဆင့်ကမ်းပြီး
ထိမ့်သိမ်းသွားကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်